ကွန်ပျူတာကိုင်ပြီးသင်ပြီးဆိုတော့ဒါတွေကြောက်ကိုလိုတာပေါ့ဟုတ်တယ်မလားtiming key ကဘာလဲဆိုရင် A to Z A ကနေ Z timing key နော် function key F1 to F12 ဒီအောင် shift key နော်စလုံးကြီးရိုက်ရန်ဟုတ်တော့ cat key ရဲ့ cursor ကိုရှေ့သို့ 0.5 ရွှေ့ရန်ဖြစ်သည်တဲ့စာစီဆိုင်လုပ်တဲ့ခါကျရင်ဒီ tat key တော့ဒီ tat key လေးတဲ့ခါကျရင်တက်ခုံရလို့လည်းအဲ့လိုလို့ဒီနောက်တစ်ခုက enter key cursor ကိုနောက်တစ်ကြောင်းဤအစသို့ရွှေ့ရန်ဖြစ်သည်နောက်ပြီးအဲ့ဒါကဘာလို့လဲဆိုတော့ဒါဒီဘက်ကိုဆက်မရိုက်ချင်တော့ဘူးဆိုရင် enter key နောက်တစ်ကြောင်းဤစဖို့ first page တတိနော် first page နဲ့တတိက cursor ဤဘယ်ဘက်ညာဘက်ရှိစာများကိုဖြတ်ရန်ဖြစ်ရဲ့အဲ့ဒီကျတော့ first page နဲ့မှားပြန်ဖြတ်တယ်လားဒီမှာပင်ကလောစလုံးအလုံးကိုအကြည့်အဖြစ်ရရဖြစ်သည်တဲ့စလုံးနော်ဒီကောင်လေးနှိပ်ပြီးရိုက်မယ်ဆိုရင်ဒါစလုံးအကြည့်လေးပဲထွက်ဟုတ်နော်စလုံးကြီးကြီးထွက်နေပါလို့ဒါလေးပြန်ပြီးတော့ပိတ်နေပုံမှန်စလုံးအသေးနဲ့ပေါ့နော်စာပိုက်အစကြီးဒီနာမည်ရေးတဲ့အခါတွေအဲ့လောက်ပဲကြည့်တော့လာတာဒီမှာ non log indicator light အဲ့တော့ non log indicator light ဆိုတာကချက်ပြမှုကိုဖွင့်ရန်ဖိတ်ရန်ဖြစ်သည်အဲ့တော့ဒီနားလေးက keyboard တွေကိုနှိပ်ချင်တယ်ဆိုရင်ဒါလေးပိတ်နေတယ်ဆိုတော့နှိပ်လို့မရဘူးဒါလေးဖွင့်ထားမှာနှိပ်လို့ရဟုတ်လားနောက်တစ်ခုက space bar ဘာသာကိုရှိလို့ space တစ်ခုကိုရွှေ့ရန်ဖြစ်စကားစုတစ်စုပြီးဆိုရင် space bar လေးကိုနှိပ်ပေါ့ဒီနာမည်ရေးတယ်ဆိုရင်အပလုံးရိုက်ဖို့ရန်တစ်ချက်နှိပ်ပေးရအောင် ESC key dialog box မှာထွက်ရန်ဖြစ်သည်ဘာလို့ပြောတယ်လဲဆိုတော့ဒီကောင်လေးခေါ်ရတယ်ဟို ESC key ဆိုတာခုနပြပြီးနော် level down key လေးကိုနှိပ်ယူအောင်ဟုတ်ခုနလေး dialog box အဲ့လိုမျိုး box တွေကိုပိတ်ချင်တဲ့ပြင်အောင်နေ ESC key နောက်တစ်ခုက control နဲ့ order ကဒီတစ်ခုနဲ့တစ်ခုပေါင်းပြီးတော့နှိပ်မယ်ဥပမာဘာလို့ရအောင်ဆိုရင်ဟိုစာဒီဇိုင်းလုပ်ထားတဲ့ခါကျရင်စာရိုက်ထားလိမ့်မယ်ဆိုရင် control hash တွေနှိပ်လို့ရတယ်အခုတော့ဒီမှာ order F4 ကိုလည်းတွေ့ပြနော် order နဲ့ F4 ဟိုနှိပ်မယ်ပြီးတော့ order နဲ့ F4 ကြီးနဲ့ဥစွဲနှိပ်မယ်ရဲလို့တွေ့နှိပ်ဟုတ်ပြီဒီကွန်ပျူတာကိုပိတ်လို့ရပြီးအနာခောက်ချလိုက်ရင်လုံးဝဒီ okay နှိပ်လိုက်ရင်အဲဆိုရင်စပိတ်နော် order နဲ့ control ကဒီတစ်ခုခုနဲ့သူကတွဲဆက်ရေးနှိပ်ရန်ဖြစ်သည်တဲ့အဲ keyboard ပေါ်မှာကြီးတွေအများကြီးတစ်ခုဆိုရင်စာနှလုံးပါဒီမှာ2မှာဆိုရင်လည်း assign လေးပါတယ်2ပါတယ်နော်3မှာဆိုရင်လည်း hub ပါတယ်ဒီမှာဒီနဲ့တွဲရနော်4မှာဆိုရင် dollar sign ပါပထမဆုံးကအခုဒီမှာမြင်နေရတဲ့ကြီးကြီးအဲ့ဒီ key လေးကိုတော့ back code လို့ခေါ်တယ် exclamation mark 1နဲ့တွဲရမှာရှိတယ် exclamation mark နောက်တစ်ခုက assign အခုဒါလေးကို assign လို့ခေါ်တယ်2မှာဆိုရင်အဲ့ဒါချင်းရှစ်ချင်တယ်စာလေးလို့ချင်းရှစ်ကလေးနဲ့ရအောင်ပုံမှန်ဆိုရင်သူကနှစ်ပဲဆိုတာနော်ဒီမှာမဟာနေတာလေးနောက်တော့များသောအားဖြင့်တော့ဟတ်လို့ခေါ်ကြနော်သူ့နံပါတ်တွေရဲ့ပုံစံစိုင်းလေးမလို့နံပါတ်စိုင်းကိုခေါ်ပါလိမ့်သုံးနဲ့တွေ့ရမှာရှိတယ်ဒေါ်လာစိုင်းလေးနဲ့တွေ့ရလို့ရှိတယ်ဟုတ်နော်နောက်တစ်ခု percent sign တော့သူ့လိုလည်းမလို့နိုင်တယ် percent sign ဒါနဲ့တွေ့ရမှာရှိနော်နောက်တစ်ခုက scarlet ပေါ့နော်6နဲ့တွေ့ရမှာရှိတယ်နော်multiple sign star လေးနော်ဟုတ်ပြီအဲ့ဒီ star လေးက multiple sign နောက်ရှင်းတယ်တွေ့ရမှာရှိတယ်နောက်တစ်ခုကရင်းအထောင်ကြီး vertical line အဲ့ထောင်ကြီးလေး vertical line select ရယ် back select ရယ်ဟိုဒီလက်ထားတာလေး select ရယ် back select အဲ့နောက်တစ်ခုတက်သွားမယ်ဒီမှာအတွန့်လေး ESC ကနားမှာရှိတယ်အဲ့ဒီတွန့်လေးတီးထားပြီးရှော့လဲထဲထားလို့ထွက်နောက်တစ်ခုကဒီမောင်း bracket 39တိတ်ပေါ့မှာကျန်တော့ဟုတ်လားအဲ့တော့ yes အဲ့လိုပဲမြင်းလေးရှိလေးနော် underscore လို့ခေါ်တယ်မတူးလို့သူကမြင်းအတူလေးနဲ့ရှည်လေးနော်ဒီနောက်တစ်ခုက ampersand နံပါတ်9နဲ့တွေ့ရမှာရှိတယ်ဟုတ်ကခုcolumn ညတော့ဖြစ်နေ column လို့ဆိုတယ်ဟုတ်လား column ဒါပဲကိုနှစ်ခုတွဲရလိမ့်မလားကျောင်းမလို့ပေါ့ inverted ပုံ converted open inverted close inverted အဲ့လိုခေါ်တယ်အောက်ကဟာလေးကိုတစ်ခုတည်းကိုကြတော့ single go ပြီးနောက်တစ်ခုက square bracket curly bracket တွင်းတောင်ခွင်းပေါ့ဒီမှာဆိုရင် home key and key insert key press key option pair
scroll login page down page up navigation move up move down left arrow down arrow right arrow up arrow funky ဆိုတော့ဒါကိုတော့ window key လို့ခေါ်ပါတယ်ဒီကိုကြောက်တော့ဆိုရင်ဟောပါမလားတင်